န်းတစ်ရွှေလက်လန်းဒေသကရွှေရှာဖွေရေးသမားအာတာမီအိုပီဟာသူ့ရဲ့ခွေးလေးနဲ့အတူရွှေတွင်းစုံတစ်ခုမှာအလုပ်လုပ်နေပါတယ်။သူဟာရွှေခဲလေးတစ်ခဲကိုစတင်မရှိခဲ့ပြီးရန်သူလေရင်တွေသူ့ကံပေါ်ကပြန်တက်နေချိန်မှာပဲအနီးမှာစခန်းချနေထိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာတာမီဟာမြေကြီးထဲကနေရွှေကြောအကြီးကြီးတစ်ခုကိုတူးပေါ်နိုင်ခဲ့လို့အလွန်ပဲဝမ်းသာသွားခဲ့ရပါတယ်။အခန်းနှစ်နာစီများဘရူနိုဟဲဒေါ့ဦးဆောင်တဲ့နာစီတပ်ဖွဲ့ဟာနယ်မြေကိုဖျက်ကျော်လာစဉ်မှာပဲအမျိုးသမီးတစုကိုဓာတ်ဆခံအဖြစ်ဖမ်းဆီးလာခဲ့ပါတယ်။မြင်းစည်းလာတဲ့အာတာမီနဲ့သူ့ခွေးလေးဟာလမ်းမှာနာစီအပိတ်ငွေလေးတစ်ခုနဲ့ထိတ်တက်တိုးလာတော့တယ်။အာတာမီစီကရွှေတွေကိုတွေ့သွားတဲ့နာစီကောင်းဆောင်ကသူ့ကိုလှောင်ပြောင်ပြီးရွှေတွေကိုလူယူမယ်လို့ချင်းချောက်ပါတော့တယ်။ဒါကိုအာတာမီကဓာတ်ချောင်းထုတ်ပြီးနာစီစစ်သားရဲ့ဦးခေါင်းကိုချက်ချင်းပဲပို့ဆစ်လိုက်ပါတယ်။ကျန်တဲ့နာစီတွေကိုလည်းဇက်တိုက်ဓာတ်နဲ့ထိုးတနက်နဲ့ပစ်ပြီးတယောက်ကိုတော့လူသားတိုင်းဖြစ်ပါအသုံးချခဲ့ပါသေးတယ်။နာစီတွေကအာတာမီရဲ့နောက်ကိုလိုက်ပြီးတနက်တွေနဲ့တရားဆက်လမ်းပစ်ပါတော့တယ်။မြင်းကတနက်ကြည်တန်းတွေကိုရှောင်ပြစ်နိုင်ခဲ့ပေမဲ့မိုင်းကွေးပေါ်နင်းမိပြီးအပိုင်းပြတ်သွားခဲ့ရပါတယ်။မပုံးခင်မှာအာတာမီဟာတိဆုပ်သွားတဲ့သူ့ရဲ့မြင်းအတွက်ဝမ်းလေးကိုစီးနေခဲ့ပါတယ်။အခန်း3မိုင်းကွင်းသူဟာအင်းကမိုင်းလုံးကိုပေါက်ပြီးနာစီစီလှက်လက်ကပွဲဦးကိုအုံးချပြီးကြောက်ဝဲပတ်ခဲ့ပါတယ်။နာစီတွေကသူရှိနိုင်မဲ့ဘက်ကိုရန်တမ်းပြီးဖြစ်ကြပါတော့တယ်။ဟဲဒေါ့ဖာအာတာမီတေမတေဘတ်ဖို့နာစီစစ်သားငယ်တယောက်ကိုဆေးလွတ်လိုက်ပါတယ်။ဒါပေမဲ့အာတာမီကအဲ့ဒီစစ်သားရဲ့ခေါင်းတက်ကိုမင်းတလုံးနဲ့ထုပြီးခွဲလိုက်ပါတယ်။ဟဲဒေါ့ဖ်ကစစ်သားနှစ်ယောက်ကိုထပ်လွတ်ပြန်ပေမဲ့သူတို့လည်းမိုင်းတွေနင်းမိပြီးအသက်ပြောက်သွားကြပြန်ပါတယ်။အခန်း4ဒဏ္ဍာရီအာတာမီဟာနာစီရင်နှန်းဖြတ်သွားတဲ့အထိပုံနေပြီးနောက်မှာတော့ရင်းတို့ရဲ့ကားတစ်စီးအောက်ထဲကိုလှိမ့်ဝင်ပြီးခုကတ်လိုက်ပါတော့တယ်။နာစီတွေရဲ့အနံ့ခံခွေးတွေသူ့ကိုမြေးမိအောင်လို့သူဟာကားရဲ့စီပလိုင်းခုကိုဖျက်တောက်လိုက်ပါတယ်။လက်စီနဲ့တွေရလာတဲ့အတွက်ဟက်ဒေါ့ဖ်နဲ့အဖွဲ့ဟာကားကိုခတရရနှက်လိုက်ကြပါတယ်။သူတို့ဟာအာတာမီကိုဖမ်းပြီးသွားပြီးအဖို့ကြိုးစားပေမဲ့အာတာမီကမိချစ်တလုံးချစ်လိုက်ပါတယ်။သူ့ကိုယ်ပေါ်ကစီတွေပြီးဆွဲလာသွားပြီးမှအနီးနားကရေကန်ထဲကိုမီးလုံးကြီးတိုက်ခုချပြီးထွက်ပြေးပါတော့တယ်။နာစီတွေကရေထဲကိုခက်ကြပြီးဟက်ဒေါ့ဖ်ကတော့သူ့အသက်ရှိဖို့ရေကိုတက်လာမဲ့ချိန်ကိုစောင့်နေပါတယ်။အဲ့ဒီနောက်ဟက်ဒေါ့ဖ်ကနာစီစစ်သား3ယောက်ကိုလှေနဲ့လိုက်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့အာတာမီကရေမှုန်းလာတဲ့စစ်တပ်ရဲ့ရဲကိုပြီးပြီးရိုစီကလေးကိုအသက်ရှိဖို့လူလိုက်ပါတယ်။အာတာမီကအဲ့လေပဲထွက်လို့သွားမယ်ဟက်ဒေါ့ဖ်ကတော့သူ့ခွေးကိုဖမ်းဆီးရမိသွားတယ်။အခန်း9ပစ္စည်းချင်းအတီးပြီးတော့မြည်အာတာမီဟာဆုံးဖြတ်ထားတဲ့လက်စီစာတစ်ဆိုင်ကိုရောက်လာပြီးအဲ့ဒီမှာဟက်ဒေါ့ဖ်ကခွေးလေးရဲ့ကိုမှာဒိုင်းမိုက်တွေပပြီးသူ့တခင်စီလှလိုက်တာကိုတွေ့ရပါတယ်။အာတာမီကတနက်မတွေကိုအမြဲထုတ်နိုင်ရပေမဲ့အုပ်ကွဲမှုကြောင့်လွင့်စင်သွားခဲ့ရပါတယ်။အာတာမီကိုကြိုးပေးတက်ဖို့အတွက်ဟက်ဒေါ့ဖ်နဲ့သူ့ရဲ့လက်ပါစီဝုန်းနဲ့ရှုပ်တို့ရောက်လာပြီးသူ့ရဲ့ကြံတဲ့ရွှေတွေကိုပါလူယူသွားကြပါတယ်။ကျိုးကွင်းထဲကနေလွတ်မြောက်ဖို့အတွက်အာတာမီဟာသူ့ရဲ့ပောက်ကွဲမှုတန်ရာတစ်ခုကိုအနီးနားကတန်းတိုင်းတစ်ခုနဲ့ကျိတ်ဆွဲပြီးအသက်ဆက်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာဂျာမန်လေယာဉ်မှုနှစ်ယောက်ဓာတ်ဆီလာပြေးရင်ရောက်ရှိလာပါတယ်။သူတို့ဟာအာတာမီကိုတွေ့ပြီးအရောက်ဆဲဟာအာတာမီအတုတ်ကိုဓာတ်နဲ့တက်ပြီးအန်တီကိုတမိအောင်လုပ်ပါတယ်။အခန်း6အကုံတက်ဖြစ်အာတာမီဟာဖမ်းဆီးခံထားရတဲ့အိုင်နိုနဲ့ကျန်တဲ့အမျိုးသမီးတွေကိုတနက်တွေလိုက်ဝတ်ပေးပါတယ်။အမျိုးသမီးတွေဟာလက်နက်ကိုစီနဲ့နာစီတွေကိုပြန်လဲတစ်ခတ်ချင်မှုကြပါတော့တယ်။အာတာမီကသူတို့နောက်ကိုလက်ပြီးတင်ကားပေါ်ကတနက်နဲ့လေးမှုကိုပစ်လိုက်ပါတယ်။လေရင်ပြတ်တက်ခါဒီအချိန်မှာပဲအာတာမီဟာသူ့ရဲ့ရွှေတူးတဲ့ပေါက်စိန်ကိုတုံပြီးလေရင်ကိုယ်ထဲမှာချိတ်ပဲလက်ပါသွားခဲ့ပါတယ်။သူလေရင်ထဲရောက်သွားတဲ့အခါဟက်ဒေါ့ဖ်နဲ့တိတိုက်တိုးပါတော့တယ်။ဟက်ဒေါ့ဖ်ကအာတာမီကိုရဲစရိုက်နဲ့ပြီးကျူစားနေပါသူ့ရဲ့နှက်ကိုလိလိုက်ပြပါတယ်။ဟက်ဒေါ့ဖ်ဟာကျိုးနဲ့ချီနှောင်ခံထားရပြီးအာတာမီကအချိန်ကိုက်ပဲအဲ့ဒီကျိုးကိုဘုံတစ်လုံးနဲ့တွားချိတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ဘုံကိုလေရင်ပေါ်ကပစ်လိုက်တာကြောင့်ဟက်ဒေါ့ဖ်ဟာဘုံနဲ့အတူဝင်ပါပြီးပွဲဆုံးသွားကြပါတယ်။အာတာမီဟာပြက်ကြတော့မဲ့လေရင်မှုခုံမှာဝင်ထိုင်ပြီးလေရင်မြေပြင်ကိုပြက်ကြတဲ့အချိန်ကိုအန်ဂျိတ်ခံရင်ဆိုင်လိုက်ပါတယ်။နောက်ဆုံးအခန်းဒီတော့တွေ့ပါပဲအာတာမီဟာကျွန်းနယ်ကနေရုံးနိုင်ပြီးမော်တော်ဆိုင်တစ်စီးကိုတွေ့တာသူ့ကလေးနဲ့ပြန်တွေ့ပါတယ်။အာတာမီဟာဟက်ဆင်ကီမြို့ကဘန်တစ်ခုစီကိုမော်တော်ဆိုင်နဲ့မောင်းနေလာခဲ့ပါတယ်။ဒီကုလုံးပေးနေပြီးပုတ်ဆက်ကြီးတွေထားတဲ့ရွှေရှာခွေးသမားကြီးကိုဘန်ထဲကလူတွေအော်တုံလို့ဆိုကြည့်နေကြပါတယ်။သူဟာဘန်ကောင်နဲ့စီသွားပြီးသူပြန်လဲရရှိလာတဲ့ရွှေလုံးတွေအကုန်လုံးကိုဝုန်းနဲ့ပုံချလိုက်ပါတယ်။အာတာမီကမရကရွှေစာဝေးစကူကြီးရဲ့လက်ကိုတောက်လာတယ်